တွေနဲ့မနှက်ဖြန်နေထွက်လာတဲ့ခါငိုကြွေးတန်တွေကတိတ်ဆိတ်ကမသွားလက်ထဲမှာကြံနေတာမေအောင်တဲ့တရှုံးတန်တွေကမေးပြဖို့ခဲပျော်ရွှင်မှုတွေကအမှုမဲ့ကြအိမ်ဆူတဲ့စကားညင်တဲ့တော့မကြငြိမ်ချမ်းခြင်းကလူမျိုးလူပြတ်သွားဘာကင်အလောင်းမိခင်မျက်ရည်အိမ်မနဲ့ငွေတဲ့ခလေးကိုယ်တာကြောင်ငကားတွေပဲအနာဂတ်ကမိကိုယ်ရဲ့မျောမှန်းစာရှိပေမဲ့အဆုံးမသိတဲ့စပွဲတစ်ခုအသက်တစ်ခုဆိုတာအပြီးဆုံးသွားရဲ့တန်မရတဲ့လားငြိမ်ချမ်းခြင်းကိုဖတ်တွေ့ရင်အမွေဖွားခြင်းအောက်မှာလူသားတို့ကိုချွေလူသားတို့ကိုချွေပြောင်းမှုတွေနဲ့အုပ်ထားရင်ကျင်းမှုကအသေးသေးလားနေတွေးမှုတွေပျက်စီးခံထားငြိမ်းချမ်းခြင်းလင်းကအိမ်မလို့ဝေဝါချစ်ရှုံးတန်တွေကမေးပြဖို့ခဲပျော်ရွှင်မှုတွေကအမှုမဲ့ကြအိမ်ဆူတဲ့စကားညင်တဲ့တော့မကြငြိမ်ချမ်းခြင်းကလူမျိုးလို့ပြတ်သွားဘာကင်အလောင်းမိခင်မျက်ရည်အိမ်မနဲ့နွေတဲ့ကလေးကိုတန်းကြောင်တကားတွေပဲအနာဂတ်ကမိကိုယ်တဲ့မျောမှန်းအစာရှိနေနဲ့အဆုံးမသိတဲ့စစ်ပွဲတစ်ခုအသက်တစ်ခုဆိုတာပြီးဆုံးသွားရင်တန်တရားရဲ့လားငြိမ်းချမ်းခြင်းကိုဖတ်တွေ့